မင်္ဂလာပါကျွန်တော် CMK ကကိုချမင်းကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာတော့ကျွန်တော်တို့တိုက်ခန်းဝယ်ပြီဆိုလို့ရှင်ပေါ့နော်ဘာတွေလိုအပ်ချက်ရှိလဲတိုက်ခန်းဝယ်ရင်ဘာတွေပြင်ရမှာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့တိုက်ခန်းဝယ်ပြီဆိုရင်များသောအားဖြင့်ပေါ့နော်ပြင်ဆင်ပြီးသားဆိုပြီးတော့ဝယ်တာပဲဖြစ်ဖြစ်အကျန်းတွေပဲဖြစ်ဖြစ်contract ကအဲ့လိုပဲဖြစ်ဖြစ်ပေါ့နော်များသောအားဖြင့်ပြင်ရတဲ့အရာလေးတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်။ပြင်ဆုံးကျွန်တော်တို့နိုင်ရန်ဆေးတွေဆိုရင်လည်းပြန်သုံးဖို့လိုအပ်တယ်။နောက်တစ်ခါကျွန်တော်တို့မိသားစုနေဖို့အတွက်အခန်းတွေဆိုတာလည်းပြန်ဖွဲ့တင်ပါတယ်ခင်ဗျာ။နောက်ပြီးတော့ကျွန်တော်တို့ပတ်ကေးတွေလည်းပြန်ခင်းတင်တယ်။နောက်ပြီးဘာမှမပါတဲ့အပိုင်းတွေပေါ့နော်ဒီတန်မန်းဆန်းရှိတ်တွေရဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြန်လုပ်ရတဲ့အပိုင်းတွေများပါတယ်။နောက်ကျွန်တော်တို့မီးလိုင်းတွေဆိုရင်လည်းပြန်စစ်တင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာနေတဲ့လူတွေကဘယ်လိုပြင်သွားလဲလိုင်းတွေဘယ်လိုဆွဲသွားလဲဆိုတာကိုကျွန်တော်တို့မမြင်ရဘူးပေါ့နော်။အဲ့ဒီခါကျတော့ကျွန်တော်တို့ကထမင်းချက်ဖို့ဆိုလို့ရှိရင်ထမင်းချက်ဖို့အတွက်ကိုကျွန်တော်တို့ကကြိုးတက်ပြန်ပြေးရတယ်။အဲကုန်းလိုင်းဆိုရင်လည်းကျွန်တော်အဲကုန်းလိုင်းတက်ပြန်ပြေးရတယ်။အဝိချော်စဲရေခဲတက်တာလိုင်းတွေဒီလိုမျိုးအစအဆုံးတွေပြန်ပြီးတော့ပြန်လုတ်တင်ပါတယ်ခင်ဗျာတကယ်လို့အဲ့လိုမျိုးတွေကျွန်တော်တို့ပြန်စစ်တာတွေပြန်ပြင်တာတွေမလုပ်တဲ့ခါကြလို့ရှိရင်နောက်ပိုင်းပြဿနာတွေအများကြီးဖြစ်နိုင်ပါတယ်အိမ်မှာ short ဖြစ်တာတို့ wire short ဖြစ်တာတို့ breaker ကျတာတို့ဒါမျိုးတွေအများကြီးဖြစ်နိုင်ပါတယ်ခင်ဗျာနောက်တစ်ခါကျတော့ကျွန်တော်တို့အိမ်သာရေရိုးကန်းတကားတွေဆိုရင်လည်းအမြဲတမ်းပတ်တာတွေပြုတ်တာတွေဒိုးလော်တွေပြုတ်တာတွေပြီးတော့တကားတွေပေါက်တာပြေးတာတွေအမြဲတမ်းဖြစ်တယ်ဗျအဲ့ဒါလေးတွေကိုလည်းပြန်လည်ပြီးတော့ပြင်ဆင်ရမယ့်အပိုင်းဒီမှာကျွန်တော်တွေ့ရပါတယ်ဒါတွေကတော့အကျန်းအားဖြင့်တော့ဒီဘိုင်းလေးတွေကိုပြင်မယ်ဆိုရင်တော့မိသားစုပြန်နေလို့ရတဲ့အနေအထားတွေကိုရောက်သွားမှာဖြစ်ပါတယ်